ရင်ထဲမှာတခုခုကိုစိုးရိမ်ပြီးမွန်းချက်နေသလားဘာမှမသိပဲကြောက်နေရတဲ့အဲ့ဒီခံစားချက်ကိုโอเคဒီညတော့အတူတူအဆုံးသတ်လိုက်ရအောင်မြတ်ဗုဒ္ဓကတတိကိုအမြဲထားဖို့သင်ကြားခဲ့ပါတယ်စိတ်ပူပန်မှုဆိုတာကလေတတိမရှိပဲစိတ်ကအနာဂတ်ကိုလွတ်ထွက်သွားတာပါကြောက်စိတ်ဝင်လာတဲ့အခါအဲ့ဒီကြောက်စိတ်ကိုအတင်းမတိုက်ထူပါအောင်နော်အော်ငါကြောက်နေပါလားလို့ကိုအတိအမှတ်ပြုလိုက်ရုံပါပဲကြောက်စိတ်ကိုအပြင်းလူတယောက်လိုမျိုးဘေးကနေကြည်နေနိုင်တဲ့နေ့မှာအဲ့ဒီကြောက်စိတ်ဟာသူ့အလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်ကဲဒီညအိတ်ခါနီးမှာတင်းရဲ့ဝင်လေထွက်လေလေးကိုပဲအာယုံစိုက်ကြည့်ပါငါအသက်ရှူနေတယ်ငါဘေးကင်းတယ်ငါအေးချမ်းတယ်လို့ကိုအေးအေးဆေးဆေးပြောပြပါတင်းစိတ်ကငြိမ်သွားရင်ကဘာကြီးကတင့်ကိုဘလို့ပဲခြောက်လန့်နေပါစေတင်းဟာမတုံလုတဲ့တောင်ကြီးတစ်လုံးလိုခိုင်ခန့်နေပါလိမ့်မယ်ဒီညတော့ကြောက်စိတ်တွေအကုန်ထားခဲ့ပြီးနှစ်ချိုက်အိတ်ဆက်လိုက်ပါအောင်တကယ်လို့အေးချမ်းစွာအိတ်ဆက်နိုင်ခဲ့ရင်ကောင်းမှန်မှာ peace လို့ရေးခဲ့ပါအောင်နော်အားလုံးပဲကိုယ်စိတ်နှခလာအေးချမ်းကြပါစေ